ထွမြောက်ကျမ်းအခန်းကြီး30အငယ်1မှ6တပန်ထာဝရဘုရားကသင်သည်ဖာရောဘုရင်ထံသို့ဝင်လော့ငါသည်ဤနမိတ်တို့ကိုသူရှေ့၌ပြခြင်းငှါ၎င်းအေဂုတုပြည်၌ငါပြုသောအမှုအေဂုတုလူတို့တွင်ငါပြသောနမိတ်တို့ကိုသင်ဤသားမြေးတို့အားကြားပြောသဖြင့်ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့သိစေခြင်းငှါ၎င်းသူ၏နှလုံးသူ၏ကျွန်တို့နှလုံးကိုငါခိုင်မာစေပြီဟုမောရှေအားမိန့်တော်မူ၏မောရှေနှင့်အာရုန်တို့သည်ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရားကသင်သည်ငါရှေ့မှာကိုမနှိမ့်ချဘဲအဘယ်မျှကာလပတ်လုံးနေလိမ့်မည်နီငါ၏လူတို့သည်ငါအားဝတ်ပြုမည်အကြောင်းတွားရသောအခွင့်ကိုပေးလော့သို့မဟုတ်ငါ၏လူတို့ကိုမလွှတ်ဘဲနေလျှင်ကြည့်ရှုလော့ကျိုင်းကောင်တို့ကိုသင်၏ပြည်သို့နက်ဖြန်ငါဆောင်ခဲ့မည်မြေမထင်ပေါ်နိုင်အောင်သူတို့သည်မြေမျက်နှာကိုဖုံးလွှမ်းကြလိမ့်မည်မိုဃ်းသည်မဖျက်သင်တို့၌ကြံကြွင်းသေးသမျှကို၎င်းသင်တို့အဖို့မြေ၌ပေါက်သမျှသောအပင်တို့ကို၎င်းစားကြလိမ့်မည်သင်၏ဘိုးဘေးတို့သည်မြေပေါ်မှဖြစ်သည့်ကာလမှစ၍ယနေ့တိုင်အောင်မမြင်ဘူးသကဲ့သို့သင်၏အိမ်များသင်၏ကျွန်တို့အိမ်များအေဂုတ္တုလူအပေါင်းတို့၏အိမ်များတို့ကိုဖြည့်ကြလိမ့်မည်ဟုဆိုပြီးလျှင်လှည့်၍ဖာရောဘုရင်ထံမှထွက်သွားလေ၏အငယ်9မှ17ဖာရောဘုရင်၏ကျွန်တို့ကလည်းဤလူသည်ငါတို့ကိုအဘယ်မျှကာလပတ်လုံးနှောက်ယှက်ပါလိမ့်မည်နီထိုသူတို့သည်သူတို့၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုမည်အကြောင်းအခွင့်ပေးတော်မူပါအေဂုတ္တုပြည်ပြက်ကြောင်းကိုသိတော်မမူသေးသလောဟုလျှောက်ကြလျှင်မောရှေနှင့်အာရုန်ကိုတဖန်ဖာရောဘုရင်ထံသို့တွင်ပြန်၍သင်တို့၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုခြင်းငှါတွားကြလော့တို့ရတွင်တွားရသောသူတို့သည်အဘယ်သူနည်းဟုမေးလျှင်မောရှေကကျွန်ုပ်တို့သည်သူငယ်သူအိုသားသမီးသူနွားပါလျက်တွားပါမည်အကြောင်းမူကားထာဝရဘုရားရှေ့တော်၌ပွဲခံရပါမည်ဟုပြန်ဆိုလေသောဖာရောမင်းကသင်တို့နှင့်သူငယ်များကိုငါလွှတ်သည့်အတိုင်းထာဝရဘုရားသည်သင်တို့၌ရှိစေသောသတိပြုမကောင်းသောအကြံကိုကြံကြသည်တကားထိုတို့မဖြစ်ရအရင်တောင်းလျှောက်သည့်အတိုင်းယောက်ျားဖြစ်သောသူတို့သာတွား၍ထာဝရဘုရားအားဝတ်ပြုကြဟုမိန့်တော်မူသည်ဖြင့်သူတို့ကိုအထံတော်မှနှင်ကြလေ၏အငယ်7မှ15ထာဝရဘုရားကလည်းဂျိုင်းတို့သည်အေဂုတ္တုပြည်သို့ရောက်လာ၍မိုဃ်းသည်မဖျက်မြေပေါ်မှကျန်ရစ်သောအပင်ရှိသမျှတို့ကိုစားစေခြင်းငှါအေဂုတ္တုပြည်အပေါ်မှာလက်ကိုဆန့်လော့ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေသည်မိမိလှံတံကိုအေဂုတ္တုပြည်အပေါ်မှာဆန့်သဖြင့်ထိုနေ့နှင့်ထိုညပတ်လုံးအရှေ့လေကိုမြေပေါ်မှာထာဝရဘုရားလာစေတော်မူ၍နံနက်ရောက်မှအရှေ့လေသည်ဂျိုင်းတို့ကိုဆောင်ခဲ့လေ၏ထိုဂျိုင်းတို့သည်အေဂုတ္တုပြည်လုံးကိုလွှမ်းမိုး၍ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာနားသဖြင့်အလွန်များပြားကြ၏ထိုသို့သောဂျိုင်းတို့သည်ရှေးကမဖြစ်စဖူးနောက်၌လည်းမဖြစ်ရလတံ့မြေမဲသည့်တိုင်အောင်မြေတစ်ပြင်လုံးကိုဖုံးအုပ်၍တပြည်လုံးတွင်မြက်ပင်ရှိသမျှမိုဃ်းသီးနှင့်လွတ်သောသစ်သီးရှိသမျှကိုစားကြသဖြင့်အေဂုတ္တုပြည်တရှောက်လုံးတွင်သစ်ပင်မြက်ပင်တို့၌စိမ်းသောအရာတစ်စုံတစ်ခုမျှမကျန်ရအငယ်16မှ20ထိုအခါဖာရောဘုရင်သည်မောရှေနှင့်အာရုန်ကိုအလျင်မြန်ခေါ်၍သင်တို့၏ဘုရားသခင်ထာဝရဘုရားကို၎င်းသင်တို့ကို၎င်းငါပြစ်မှားပါပြီတို့ဖြစ်၍ဒီတခါငါအပြစ်ကိုတီးခံပါလော့သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်ဤသေဘေးတစ်ခုကိုသာငါမှပယ်ရှားပါမည်အကြောင်းတောင်းပန်ပါဟုဆိုသည်ရှိသောမောရှေသည်အထံတော်မှထွက်၍ထာဝရဘုရားကိုတောင်းပန်လေ၏ထာဝရဘုရားသည်အာကြီးသောအနောက်လေကိုလွတ်တော်မူသဖြင့်ထိုလေသည်ဂျိုင်းတို့ကိုဆောင်သွား၍အေဒုံပင်လယ်၌ချပစ်လေ၏အေဂုတ္တုပြည်တရှောက်လုံး၌ဂျိုင်းတကောင်မျှမကျန်ရသို့တော်လည်းထာဝရဘုရားသည်ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေတော်မူသဖြင့်သူသည်ဣသရေလအမျိုးသားတို့ကိုမလွှတ်ဘဲနေပြန်လေ၏
21မှ23တဖန်ထာဝရဘုရားကအေဂုရုပြည်တရှောက်လုံး၌မှောင်မိုက်တမညမဟုတ်စမ်းတာ၍တွေ့ရသောမှောင်မိုက်ဖြစ်စေခြင်းငှါတင်းလက်ကိုမိုးကောင်းကင်သို့ဆန့်လော့ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေသည်မိမိလက်ကိုမိုးကောင်းကင်သို့ဆန့်၍အေဂုရုပြည်တရှောက်လုံး၌ထူထပ်သောမှောင်မိုက်သည်3 ရက်ပတ်လုံးဖြစ်လေ၏ထိုအခါတယောက်ကိုတယောက်မမြင်နိုင်ကြ3 ရက်ပတ်လုံးအဘယ်သူမျှမိမိနေရာမှမထရကြတို့ရတွင်ဣသရေလအမျိုးသားအပေါင်းတို့သည်မိမိတို့နေရာ၌အလင်းကိုရကြ၏24မှ29ထိုအခါဖာရောဘုရင်သည်မောရှေနှင့်အာရုန်ကိုခေါ်၍ထာဝရဘုရားဝတ်ပြုခြင်းငှါတွားကြလော့တို့ရတွင်သိုးနွားများကိုထားခဲ့ကြစေသူငယ်များကိုခေါ်ကြစေဟုမိန့်တော်မူ၏မောရှေကလည်းကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်เสียဘို့ယဇ်ကောင်များမိရှို့ရာပူဇော်တကာများကိုကိုယ်တော်ပေးရမည်ကျွန်ုပ်တို့သည်တိရစ္ဆာန်များကိုဆောင်သွားရမည်တကောင်မြမကြံရစ်ရအကြောင်းမူကားသူတို့အထဲကကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုเสียဘို့ရွေးယူရမည်ထာဝရဘုရားအားအဘယ်မည်သောအကောင်နှင့်ဝတ်ပြုရမည်ကိုထိုအရပ်သို့မရောက်မီမသိပါဟုဆိုလေသောထာဝရဘုရားသည်ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေတော်မူသည်ဖြင့်သူသည်ဣသရေလအမျိုးသားတို့ကိုမလွှတ်မောရှေကိုလည်းငါထံမှထွက်သွားလော့နောက်တဖန်ငါမျက်နာကိုမမြင်အောင်တတိပြုလော့ငါမျက်နာကိုမြင်သောနေ့၌တည်မည်ဟုမိန့်တော်မူ၏မောရှေကလည်းမိန့်တော်မူချက်သည်လျောက်ပတ်ပါ၏မျက်နာတော်ကိုနောက်တဖန်မမြင်ပါဟုလျှောက်ဆို၏